ဘာဘူးလဲလာလို့ချင်းဟိုတယ်ဘုတ်ကင်းကိုတညအောင်တသိန်းကျော်မသုံးချင်ဘူးဆိုရင်ဒီဟိုတယ်လေးကိုပုံမှန်ပေးပါတယ်မမဟို9000ဆွန်းဆွန်း9000ဆွန်းဆွန်းတော့9000နဲ့1000ကျော်2000ကျော်ရောက်နေကြတယ်ခါနေကြည့်တာဝါရီဆိုရဖြူနေတန့်နေလို့ရှိရင် extra ထိုးရတယ်ကွာ2ယောက်ကိုနောက်3ယောက်လောက်နေမယ်ဆို extra ထိုးမယ်ဆိုနောက်ထပ်ပန်း200ကျန်မယ်တခန်းကိုပုံမှန်ပန်း950လောက်ရှိextra ထိုးမယ်ဆိုပန်း200ထပ်ပေးရတယ်ဒါမှမဟုတ်ကိုလူတွေကကရင်ပေါ်မှာ3ယောက်စုအိတ်တိုင်းနေဆိုရင် extra မထိုးဘဲနဲ့3ယောက်နေလို့ရတယ်သူတို့ကတယောက်က passport ကိုပဲမိတ်တူကူခါပါတော့အခန်းထဲမှာကိုအောင်3ယောက်လောက်နေလို့ရတယ်ပတ်စံထပ်မတောင်းဒီကဘန်တပီလန်တုံးလင်နာမှာပါreturn ticket ကို10ရက်ခွာတယ်14ရက်လောက်ခွာထားတယ်ပေါ့ဆိုလို့ရှိရင် hotel booking က4ရက်4ညအိတ်လောက်ပြခိုင်းဆင်ပြေပါတယ် hotel booking လူချင်းနေဆိုစောက်ပေးပါတယ်စောက်ပေးကပါလီရပါယူရင်ဆက်သွယ်လိုက်ပါ